အားလုံးပဲမင်္ဂလာပါ UK Patch ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တွေအားလုံးမင်္ဂလာပါဒီအပိုင်းမှာ Manchester United အသင်းအတန်ခေါ်ယူဖို့ကြိုးပမ်းနေတဲ့အသက်22နှစ်အရွယ်ရှိတဲ့ West Ham ရဲ့ Portuguese ကွင်းလယ်ကစားမှာ Matheus Fernandes ကိုလိုချင်တဲ့အသင်းတွေများလာတဲ့အတွက် West Ham ကသူတို့လိုချင်တဲ့ပြောင်းရွှေ့ကြီးကိုစိတ်ကြိုက်ကင်ထားနိုင်မဲ့ကိုရရလာခဲ့ပြီဖြစ်တယ်ဒါအဓိကတော့ Matheus Fernandes က Manchester United ကိုပြောင်းချင်တယ်ဒါပေမဲ့ပြဿနာက West Ham ကပြောင်းရွှေ့ကြီးကိုပေါင်း80ထိတင်းခံထားတယ်ဒါ Manchester Evening Standard report အပါအဝင် British media တွေအချို့မှာဆို United ရဲ့တာဝန်ရှိသူတွေဟာလာမယ့်ရက်ပိုင်းအတွင်းမှာ London ထိသွားပြီး Matheus Fernandes ရဲ့ agent ရော West Ham အသင်းတာဝန်ရှိသူတွေပါကိုဆွေးနွေးပြီးတာနဲ့သူတို့ကအပြောင်းရွှေ့ကိုတန်း40နဲ့60ကြားနဲ့ဖြစ်နိုင်ဖို့မျှော်လင့်ထားတယ်ဆိုတော့အဲ့ဒါက Man United ရဲ့ plan ပေါ့ဒီအဲ့အချိန်မှာ Matheus Fernandes ကိုခေါ်ချင်တဲ့အသင်းတွေထဲမှာ Mikel Arteta ရဲ့ Arsenal အသင်းရောနောက် Antonio Iraola ရဲ့ Liverpool အသင်းရဲ့နောက် Luis Enrique ရဲ့ Paris Saint-Germain နဲ့နောက် Jose Mourinho ကပါစိတ်ဝင်စားပြီး Real Madrid တက်လိုချင်တယ်ဆိုပြီးပြောလာတယ် Mourinho ကတော့တိုက်ရိုက်လိုချင်တယ်ဆိုတာထက်အခုသူတို့ Aurelio Tchouameni ကိုသူတို့ထုတ်မယ်လို့ဆုံးဖြတ်ရင် Fernandes နဲ့ပြန်အစားထိုးပေးဆိုတဲ့ပုံစံနဲ့သူကတောင်းဆိုတယ်ဆိုတော့အခုလက်ရှိမှာ Matheus Fernandes ကို Manchester United Liverpool, Arsenal, Paris Saint-Germain, Real Madrid အသင်း5သင်းဖြစ်သွားတယ် United ကသူတသိန်းနဲ့ဆိုရင်ပြဿနာမရှိဘူး West Ham ကသူတို့စိတ်ကြိုက်ပြောင်းရွှေ့ချီတောင်းတိထိုင်အောင်တန်းဆင်းသွားတဲ့အခြေအနေလည်းဖြစ်တယ်နောက်တစ်ခုကဒီသားမကပြောင်းချင်တဲ့ဆန္ဒအပြည့်အဝရှိတဲ့အတွက်အလုံးစုံပေးရ90နဲ့60ကြားပဲဒါဒီ Fernandes အတွက် West Ham ကပုံဘူး80ထိတင်းထားတယ်အဲ့အတွက်ကြောင့် ACC ဖြစ်ရမယ်ဆံမှာအခုကျတော့ဘာဖြစ်သွားလဲဆိုတော့ Liverpool လည်းပါလာပြီ Arsenal လည်းပါလာပြီReal Madrid လည်းပါလာပြီ PSG လည်းပါလာပြီဆိုတော့ total က5သင်းဖြစ်သွားတယ်5သင်းဖြစ်သွားတော့ West Ham ကခတ်မှာဖြစ်သွားတယ်အခု West Ham ကဗျာသူတို့တန်း150လောက်လိုချင်တယ်ဒါတန်းဆင်းသွားတဲ့အတွက်ကြောင့်ပြန်ပြီး recover လုပ်မယ်တန်း150မှာ Matheus Fernandes ကိုရောက်မယ် Malichu ကိုရောက်မယ်နောက်ဒီ Pablo ဆိုတဲ့ကစားမကိုရောက်မယ် Castellano ကိုရောက်မယ် Aurelio ဒါဒီ Aurelio ဆိုတဲ့ကစားမကိုရောက်မယ်ပြီးရင်ဒီ Tudiba ရောက်မယ်ပြီးဂျေရိုဘိုလည်းထွက်ကောင်းထွက်နိုင်ပြီးတော့တစ်ဖက်မှာလည်းဝန်ပစာကလည်းထွက်နိုင်တယ်ဆိုတော့သူတို့ကဈေးအများဆုံးရနိုင်မယ့်ကစားမကသူပဲရှိတာဗျကျွန်တော်တို့ဂျေရိုဘိုဝင်ကလည်းအဲ့လောက်ဈေးရမှာပေါ့အသက်29နှစ်ဆိုတဲ့အတွက်ကြောင့်ဒါလက်ရှိမှာ Manchester United ကတော့ price ကိုတက်နိုင်တယ်များ short ဖို့ကြိုးစားပေမဲ့ပြိုင်ဘက်တွေများလာတဲ့အတွက်ကြောင့်လည်းသူတို့တို့လည်းနေခတ်သွားတယ်ဆိုတော့ Fernandes ကိုစပြီးတော့ Man United မစိတ်ဝင်စားခဲ့ပါ Liverpool ကစပြီးစိတ်ဝင်စားခဲ့ပို့လေ Manchester United နဲ့အပြိုင်စိတ်ဝင်စားတာနောက်ကျတော့ Liverpool ကအကြောင်းအာတန်ဝါတဲ့ဘက်ကိုရောက်သွားတာဒီဘက်ကလည်းအခုလောလောဆယ်မှာအန်တိုနီအီရိုလာဘလို့ပုံစံစဉ်းစားလဲတော့သူတို့မသိဘူးဒါပေမဲ့သူတို့ကအတန်ဝါတန်ကိုသူတို့ ignore လုပ်ထားပြီးတော့တခြားသူတွေကိုလိုက်နေတာပေါ့စီဆို Matheus Fernandes က United ချင်းကပ်နေသည့်တိုင်အောင်ထိတ်တန်းကလပ်တီစိတ်ဝင်စားမှုကြောင့် West Ham ကတန်း80မှာတန်း80လုံးဝမလျှော့နိုင်ဘူးဆိုပြီးတော့တင်းခံထားတယ်ဒါ Luis Enrique က Paris Saint-Germain ရဲ့ကွင်းလယ်မှာFernandes ကိုလိုချင်တယ်ဆိုတော့တကယ်လို့ Matheus Fernandes ကရရင် Matheus Fernandes က Joao Neves က Vitinha ရဲ့ Fabian Ruiz ကပြီးတော့မှဒီ Zaire Emery ဒီကွင်းလေဟာလုံးဝ share ကွင်းလေဖြစ်သွားမယ် Jose Mourinho ကတော့ share နဲ့ Aurelio Tchouameni ထွက်မှာပဲဒါသူတို့လိုချင်တယ်အဲ့ဒါလည်းတကယ်လို့ Tchouameni ကိုသူတို့ရောင်းခဲ့မယ်ဆိုရင် Fernandes ကို replacement Arsenal ကတော့ share နဲ့ Christian No ကထွက်မှာဖြစ်တဲ့အတွက်ကြောင့်ဒီနေရာကိုအစားထိုးချင်တာဖြစ်ပြီးတော့ Liverpool ကအိုက်ကွင်းလယ်မှာတယောက်မဖြစ်မနေလိုအပ်နေတဲ့အတွက် Fernandes ကိုလိုက်တာဖြစ်တယ်ဆိုတော့ West Ham ကတော့ထိတ်တန်းကလပ်အသင်းတွေပါဝင်ပတ်သက်ပြီးအပြောင်းရွှေ့အတွက်ဒါကြိုးပမ်းလာတဲ့အတွက်ကြောင့်သူတို့ရဲ့တန်း80ကိုတင်းခံထားပြီးတော့ Manchester United အပါအဝင် Big Club အသင်းကရရှိသွားမလဲကစိတ်ဝင်စားစရာစောင့်ကြည့်စရာပါအားလုံးကျေးဇူးတင်ပါတယ်